နှုတ်ကပတ်တော်ဖတ်ကြရအောင်ရှင်မဿဲအခန်းကြီး6အငယ်33ရှင်မဿဲအခန်းကြီး6အငယ်33ဖျားသခင်ဤနိုင်ငံတော်နှင့်အလိုတော်ကိုပထမဦးစွာရှာကြလော့တို့ပြုလျှင်ကိုတော်ဒီတင်တို့အားအခြားလိုအပ်သောအရာများကိုပေးသနာတော်မူလိမ့်မည်ကျွန်တော်အားလုံးကျွန်တော်တရားနေပြန်ဖတ်ပြီးတော့နောက်မှလိုက်ဆိုပြပါနော်ကျမ်းစာမပါတဲ့လူဟောဒီမှာလည်းရှိတာနော်ကျွန်တော်အတူတကွဆိုကြည့်နော်1 2 3ဖျားသခင်နိုင်ငံတော်နဲ့အလိုစီဥစွာရှာကြလော့တို့ပြုလျင်ကိုတော်ဒီတင်တော်အားအခြားလွတ်တော်ရာများကိုပေးသနာတော်မူလိမ့်မယ်ကျမ်းစာစကလုံးမတူတော့ဘူးဒါပဲပြန်ဖတ်ရအောင်နော်နောက်တစ်ခါနိုင်ငံတော်နဲ့ဖြောင့်မချင်းတရားတော်ကိုစီဥစွာရှာကြလော့နှမောက်ထိုရာများကိုထပ်၍ပေးတော်မူလတံကျွန်တော်ကျမ်းပိုက်ဖတ်ချင်တာဖြင့်အရောက်စီတဲ့ပေါ်ဖယားရှင်ကောင်းကြီးပေးပါစေဒီနေ့ကောင်းစဉ်ကတော့ယုံကြည်သူလားတောင်းစားသူလားမိခွန်နော်ကျွန်တော်ဒီနေ့ကျွန်တော်ကောင်းစဉ်ကတော့အင်္ဂလိပ်လိုဆိုရင် are you a believer or a beggar ကျွန်တော်တို့ယုံကြည်သူလားဒါမှမဟုတ်တောင်းစားသူလားခရိယာန်တွေဘာဖြစ်လို့ယုံကြည်သူများခေါ်ပါသလဲ Why Christians are called or named believer ဘာကြောင့်ခရိယာန်တွေဟာယုံကြည်သူများခေါ်ပါသလဲကျွန်တော်ပြောရနော်ကိုမေးဖို့အရန်အတွက်ကျွန်မဟာယုံကြည်ကိုးစားသူလားဒါမှမဟုတ်တောင်းစားသူလားတဒေါင်းစားလို့တောင်းစားသူလားကျွန်တော်စုတောင်းတန်ဒီအများကြီးကြားခဲ့ဖို့တယ်နော်အခုကျွန်တော်တို့အမျိုးသမီးအဖွဲ့ဒီစုတောင်းတဲ့ခါမှာလဲဘာဒီတောင်းလဲဆိုတော့ကျွန်တော်သိတယ်အမေဒီပူသိတာပေါ့အိမ်မှာကျွန်တော်ညမှာဝတ်ပြုစည်းဝေးလို့ရှင်လဲဒီနေ့မနေ့ပိုင်းစီစဉ်မှာလဲကျွန်တော်စုတောင်းတဲ့ခါမှာဘာဒီတောင်းတယ်လဲတကယ်ကျွန်တော်တို့တဒေါင်းစားလို့တောင်းသလားဒါမှမဟုတ်ယုံကြည်သူအနေနဲ့တောင်းသလားတဒေါင်းစားတွေကတော့လေသူတို့ကရသည်ဖြစ်စီမရသည်ဖြစ်စီတောင်းကြည့်မယ်ဆိုပြီးတော့တောင်းတယ်ခရိယန်တွေအနေနဲ့တော့ယုံကြည်သူများဖြစ်တယ်ဘာဖြစ်လို့ယုံကြည်သူများဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ကိုဟာကိုစဉ်းစားပြီးတော့ကိုရဲ့အလိုဆန္ဒအတိုင်းကိုလိုချင်တဲ့အရာတွေပဲတောင်းတာမဟုတ်ဘူးကျွန်တော်ကအမှန်တကယ်တော့ကျွန်တော်တို့ promise ဂတိတော်တွေရှိပြီးသားဖြစ်တယ်အာမင်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ဂရိတော်ဒီအများကြီးကျမ်းစာဖတ်လို့ရှိရင်တောင်းစရာမလိုအမှန်မှာတော့လေတကယ်အရေးကြီးတဲ့အရာတွေတောင်းစရာမလိုဘူးရှိပြီးသားဖျားပေးပြီးသားယုံဖို့လိုတယ်ကိုးစားဖို့လိုတယ်တဒေါင်းစားလို့မျိုးကျွန်တော်ကလိုချင်တဲ့အရာတိုင်းကိုလုံးဝမသိဘူးသေးတဲ့အခါမှမမြင်ဘူးမကြားဘူးတဲ့လူပို့ကိုတယောက်စီမှာကျွန်တော်တောင်းတလို့မျိုးမဟုတ်ဘူးဖျားကကျမ်းစာမှာအားလုံးဖော်ပြပြီးသားဖြစ်တယ်အဲ့ဒါပေါ်မှာယုံကြည်ကိုးစားဖို့ပဲဖြစ်တယ်တကယ်တမ်းကျတော့ Christian life ဆိုတာလေယုံကြည်သူဆိုအဲ့ဒါပြောတာရှိပြီးသားယုံရမယ့်အရာရှိပြီးသားဖြစ်တယ်အခုခေတ်မှာတော့ ready made များတယ်နော် ready made အခုဘိုက်စားလို့ရှင်လေ ready made instant food ရှိတယ်အများကြီးရှိတယ်အိမ်ခွဲမယ်အိမ်ထောင်ကြအိမ်ခွဲတော့မယ်ဆိုရင်လေအိမ်က
sau pi ta khu nó bay sang xin nhái sau pi ta thì nhái xin cá lù chiên lẽ bay sang xin quay bộ ready ai yên đông ngaro hộp bà bu thì nhái anh thong cha đấy ta ta mi ya đấy anh khoe rồi mẹ suy chắc chi cho nó quay bộ anh mà xịu đông ạ cho nó cô rai let the malo yare cho nó ai quan ta đấy khu cho nó xuyên nó let the ma malo tabu ta này dạy là tổng mà cho nó phiong phiong mà dạy tabu sau pi ta chỉ rồi chỉ mà yare nó cho nó này tụt xem một hai lẽ pa mẹ thiên bản ấy luôn mà tham men chết lại mà chết tabu và cho số biểu mẹ xuyên cáiนั้นcho nó lút tắt đã mà xịn màพวก ready มีอะไรเนาะเขาฟงส่วนเลย ready ไปไหมเนาะเขาเย็นน้องเราซิมการ์ดส่วนเราไปสั่งเป็นเราไปสั่งชีไว้ลูกมีอะไรเขาเราพอลงลูกซิมการ์ดฟงเห็นเสร็จเลยชีเลยบ้าบ้าพอลูกจะ ready มีเราiPhone หรือ iPad ใช่ไหมส่วนเราตัดสับเรา create ตัดสับลาเลยมีอะไรส่วนชีเลยไอ้เย็นน้องเรามาสู้ดูยากเลยเนาะအခုတော့မလိုဘူးပါလို့လေ iPad iPhone ဖုန်းထဲမှာအများကြီးမဆုတွေရှိညအမောင်ထဲတော့လို့ရှိရင်အခုဓာတ်မီးမလိုဘူးဖုန်းထဲမှာဓာတ်မီးရှိဈေးသွားတဲ့အမေဒီခင်ဗျားတို့ရဲ့စည်ရင်းတွေလုပ်ဖို့ရန်အတွက် calculator ဘယ်မှာရှိလဲဖုန်းထဲမှာရှိနေတယ်ဆမ်တူပြောတော့တတိရတယ်ခင်ဗျားတို့နားထောင်ကြတော့မသိဘူးเนาะဒီသူပြောတာကလင်မယား2ယောက်1ယောက်ပေါ့เนาะသူ့အမျိုးသမီးကအကိုရေစာရွက်လေးနဲ့ဘောပင်ပြပါအောင်ဆိုတော့ခင်ဗျ iPad မှာလေ iPad မှာဟုတ်သားပဲ iPad မှာဘောပင်လဲလို့ရေးလို့ရတယ်စာရွက်အမဆုရှိပြီးသားကျွန်တော်စီးရင်နေလှုပ်ချင်တယ်calculator ပြပါအောင် iPad မှာလေ iPad မှာကုန်လုံးရှိတချင်သားဖုန်းနေဖွင့်ပါအောင် iPad မှာလေ iPad နဲ့ပဲကုန်လုံးပြီးသွားတယ်နောက်တစ်နေ့ကျတော့သူ့အမျိုးသမီးကလက်စောရင်အင်တာသွားတော့အဲ့မှာရီမရှိဘူးစစ်ကိုလည်းမရှိတော့ယောက်ျားရေလှုပ်ပါအောင်ဒီနဲ့စစ်ကိုသူဘာပြန်ပြောလဲ iPad လေ iPad တဲ့ဆန်သူပြောတာနော်ကျွန်တော်ပြောတာမဟုတ်ဘူးအဲ့ဒီသူတရားတဲ့ချက်မှာအားလုံးကတော့အစင်မပြီးသေးပါဘူးနော် iPad တို့ iPhone တို့ဒါပေမဲ့ ready made တွေအခုချိန်ကတော့ nowadays the time of ready made အားလုံးအစင်တင်ပဲကျွန်တော်တို့ parcel kit ပေါ့နော်ဘာမှကြာရေးစီစကားပြောစမလို့ parcel kit တင်ပြီးအများကြီးပြောင်းလဲတဲ့ကဘာလေ ready made hit ကျွန်တော်တို့ခွင့်ရပြီးနေတိတ်ပြီးတော့လေခေါင်းကိုက်ခံပြီးတော့မစင်စားနဲ့ခင်ဗျားယုံရမယ့်အရာတွေ ready made ရှိတယ်စင်စားဘာယုံမလဲကျွန်တော်ကတော့ကျွန်တော်ဘာစုတော့ရင်ကောင်းမလဲဘာလုပ်ရင်ကောင်းမလဲဆိုတော့ meeting ထိုင်ပြီးတော့ခေါင်းကိုက်ခံပြီးတော့အများကြီးစဉ်းစားရတယ်တကယ်တမ်းကျတော့ကျမ်းစာမှာ promise အတိကအရင်ဆုံးခရိယန်တယောက်အနေနဲ့ promise ဂတိတော်တွေရှာရအောင်ကျမ်းစာမှာဂတိတော်တွေအများကြီးရှိတယ်အဲ့ဒါတွေယုံပြီးမှအဲ့ဒါဒီကကျမ်းစာထဲကနေဘယ်ကျမ်းပိုက်တွေက the promises of God the promises of Jesus ဖခင်ရဲ့နှုတ်ကပတ်တော်ဂတိတော်တွေဘာဒီလဲအရင်ဆုံးရှာရင်တော့ယုံကြည်သူဖြစ်တာကအကျိုးရှိမယ်တိုးတက်မှုရှိမယ်ပြောင်းလဲမှုရှိမယ်ကိုးစားသူဖြစ်ရမယ်ဖခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာကိုးစားသူဖြစ်ရရှိပြီးသားပေါ်မှာကိုးစားသူဖြစ်ရတိုးစားသူမဟုတ်တော့ဘူးကိုးစားပြီးမှကိုလုပ်မယ့်ຢာတွေကိုနောက်ပိုင်းကြိုးစားမယ်ဘ
Lian Sono, Usaba. Yangon Done Pyong Machin the Arogu. Suan, Shajalo. Nauma, Toya Miago, Tayo Piro Mulatan. Sibao, do the paragraph sentence Mali. Nauma, Toya Mia, Ayamia. General Luchin the Ayamia. Tong Mabiono. Payaga, Tayo Piro Mulatan. Imashiro, Mamishu, General Sensa, Dika. Pianle Bureau, meditation looks Yagaro. General Jomaha, gave a yogi to Pipa, Damaho. Ulu Chin the Yabe, Dong Sado, the Dong Salu, Dong Nero. Sheep be the promised upon, no Kapataya Moma. Himiaku Sabube. Biro, you know, type on Chimbare. Yangon Done Pyong Machin the Asrabare. Yangon Do Sura, Yat King of Pura. Myanmar Yangon Pura Mobile. American Yangon Pura Mobile. Two te don Yangon Piochin the Mobu, Yangon Doga, Paya Osudo, Bawa Piochin. Kingdom, rule. Rain, Pedita Upiochin the Mobabu, Paya the Kay Osuro Nalunda, Paya the Kay Osuro Nia, Bugu Nia Upiochin Pipa. General Adiga Loya Maga, Paya the Kay Osuro Tita. Pyong Machin the Ya, the General by General Pade Jansamaro, Paya the Kay Aluro. When Paya the Yangon Done a ludo, good. Yangon Done a ludo. Yangon Do Sura, the rule of God. Paya Osu to Pura Pibari. A ludo, Alo Tibitaba. Paya a ludo body. Suro. To know Dini. Say minute, sang ha minute doing my tapiro. Popia Lureyaga. To know Paya the king who go quay chinha, ba junk go quay the lay. Kuye Jamma yet to cook any badala. Yoga, Baya, and we puya to it. Cook any badala. Sawa ni a sim below. By San Yabu, we yabu it to it, cook any badala. In Tongi a sim below, Yago cook any bad. Since about cook way chino, worship. Daddy solution no. Now ma toya mia Piago Kukwe de Swindle Dadia Jaja Kama Mobu. Nit Nedo Payane Nit Nedo made the haya. Quit Naimamu. Toya Miaga Dudia Niamashi. Patama Niyaha, Patama Mabet, Abu Pime. General Payago Kukwe Chiha, Paya Pillow. The nature of God, the glory of God, the attributes of God. Paya Gongdo Miagu, Tishi Biro, Payaha, Kukwe Tide, Payaha, Payani Yama, Tabiro, Kukwe Chintalin, Simando, Kukwe Chimpime. Now ma Toya Mia Apian Kukwe Chin Rushindoda. Daddy Mayaro Buswing, Kemia Payane, Piedoma, make Piedome. To Ayamia John Kukwe de Swindo. Jamakamba. Again, Nit Nero, 1 milk chin, Yang Titchin Yamalem Hubu. Again, a ye Jonyanli, Daddy, Pildoma. General Payagu, Paya Pillow. To ye attribute, to ye Gongdo di Jang Kukwe Book Piam. Patama Gongdogaro. God is omniscient, Sure. Aya Hatengu Tido Paya Pillow. Jan Samia Shiba Jambai, Salanton Setong, Hange Setong Senga. Now Salantea Tong Seku, a Kange Tit Lee. Mate Kanji set tit, Kang and set tit. Dari Piam Papa in Yellow Champion Papi, Biare. Kanji Chawani set Guma, Yai Pare. God is omniscience.
ဖယားဟာဘယ်လိုဖယားလဲအရာခတ်သိန်းကိုတည်သောဖယားဖြစ်တဲ့ကြောင့်ချီးမွမ်းကိုးကွယ်ခြင်းဖြစ်ပါတယ်ဒုတိယဖယားရဲ့ဂုဏ်တော်ကတော့အနန္တတကုနဲ့ပြည့်စုံသောဖယား God is omnipotent ဖယားသခင်အနန္တတကုနဲ့ပြည့်စုံတဲ့ဖယားဖြစ်တယ်မာသဲခန်းကြီး19:26ဗျာဒိတ်19:6တတိယဂုဏ်တော်ကတော့အုပ်စိုးခြင်းအခွင့်အာဏာနဲ့ပြည့်စုံသောဖယားဖြစ်ပါတယ် He is sovereign God is sovereign အဖီစာခန်းကြီး1အခန်းငယ်7ဗျာဒိတ်ခန်းကြီး47ဖယားရဲ့ဂုဏ်တော်ဖယားရဲ့ဖြစ်ခြင်းကအုပ်စိုးခြင်းအာဏာခွင့်နဲ့ပြည့်စုံသောဖယားနံပါတ်4ကတော့မေတ္တာတော်နဲ့ပြည့်စုံသောဖယားမေတ္တာတော်ရှင်ဖယား God is love တိယောအခန်းကြီး4အဖေအခန်းကြီး6ခရစ်တော်ဖယားလူသားအလုံးအတွက်အတီးခံခြင်းဒီဖယားရဲ့မေတ္တာတော်ကြောင့်ဖြစ်တယ် He is love နောက်တစ်ခုကတော့ဂျေဇုကြည်လစွာသောဖယားဖြစ်သည် God is gracious ယောမအခန်းကြီး3:24အဖက်1:9အဖက်2:8ဂျေဇုကြည်လတော်ကြောင့်ကယ်တင်ခြင်းကိုဖယားကပြုလုပ်ပါတယ်ကယ်တင်ခြင်းအမှုခရစ်တော်အားဖြင့်မေတ္တာရှင်လည်းဖြစ်တယ်ဂျေဇုရှင်လည်းဖြစ်တဲ့ကြောင့်ကျွန်တော်လူသားဖြစ်သားများကိုကယ်တင်သောအမှုလုပ်ခြင်းဖြစ်ပါတယ် God is truth ဖယားသခင်သည်တမန်တရားဖြစ်သည်ယောဟန်ခန်းကြီး7အငယ်3အခုပဲပြောရမယ်เนาะအများကြီးရှိပါတယ်ကျမ်းပိုက်ဖယားဟာတမန်တရားဖြစ်တယ်အမှန်တရားဖြစ်တယ်နောက်ပြီးတော့ဖယားသခင်ရဲ့ဂုဏ်တော်တစ်ခုက God is holy ဖယားသည်တန်ရှင်းသောဖယားဖြစ်သည်ထွတ်မြောက်ရာခန်းကြီး15:7ဟေရှာယကျွန်တော်တို့50:15တန်ရှင်းသောဖယားရှိမှလူသားသည်မိ၌အပြစ်ရှိကြောင်းထင်ရှားတယ်တန်ရှင်းသောဖယားကိုကျွန်တော်ကိုးကွယ်တဲ့အခါမှာမိ၌အပြစ်ရှိကြောင်းထင်ရှားလာတယ်နောက်ဂုဏ်တော်တစ်ခုက God is good ဖယားသည်ကောင်းမြတ်သောဖယားဖြစ်သည်ဟေရှာယခန်းကြီး63:9အဖက်2:4ဆာလံတရား23အဖက်6နောက်ဂုဏ်တော်တစ်ခုက God is righteous ဖယားသည်ဖြောင့်မတ်သောဖယားဖြစ်သည်ဟေရှာယ45:21ယောဟန်ခန်းကြီး7:15နောက်ဂုဏ်တော်တစ်ခုက God is immutable ပြောင်းလဲခြင်းမရှိသောဖယားဖယားရဲ့ဂုဏ်တော်ခုနပြောပြီးသားသူရဲ့အုပ်စိုးခြင်းအာဏာလည်းမပြောင်းလဲဘူးအနန္တတကုပြည့်စုံခြင်းလည်းမပြောင်းလဲနိုင်ဘူးဂျေဇုကြည်လခြင်းလည်းမပြောင်းဘူးတမန်တရားဖြစ်ခြင်းလည်းမပြောင်းဘူးတန်ရှင်းခြင်းလည်းမပြောင်းဘူးသူရဲ့ဖြစ်ခြင်းကမပြောင်းလဲနိုင်တဲ့ဖယားဖြစ်ပါတယ်အာမင်ဒါရီကောင်းကောင်း meditation လုပ်မယ်ဆိုရင်ကျွန်တော်တို့ဖယားကိုကိုးစားမကိုးစားနိုင်စရာအကြောင်းမရှိတော့ဘူးဒါရီကကျွန်တော်တို့ကိုဟာကိုစဉ်းစားပြီးတော့ပြောတဲ့အရာမဟုတ်ပါဘူးကျမ်းစကားဖြစ်ပါတယ်ကျမ်းစာကဖယားအကြောင်းဖယားဟာဘယ်လိုဖယားမျိုးလဲဆိုတာနောက်ရှိသေးတယ် God is eternal ဖယားဟာထာဝရတည်ရှိသောဖယားဖြစ်တယ်ဆာလံ92တရား2 26-29အဲ့ကျမ်းပတ်ပြန်ဖတ်ပြပါနောက်ပြီးတော့ဖယားရဲ့ဂုဏ်တော်ကိုကျွန်တော်ဖော်ပြခြင်းတယ် God is spirit ဖယားဒီနာမ်ဝိညာဉ်ဖြစ်ပါတယ်ယောဟန်ခန်းကြီး4:24ယောဟန်ခန်းကြီး1:8ယောမ1:20ကောလင်တု1:5နောက်သူရဲ့ဂုဏ်တော်ကပါရှိသေးတယ်ဆိုတော့ God is alive ဖယားဒီအသက်ရှင်တော်မူသောဖယားဖြစ်ပါတယ်မာသဲ16:16တိမောသေ3:5ဒီနေ့ကျွန်တော်တို့ဖတ်သွားတဲ့
မာသဲခန်းကြီး6:33ကဖယားသခင်၏နိုင်ငံတော်ဖယားသခင်၏အုပ်စိုးခြင်းဖယားသခင်အလိုတော်ဆိုတာဖယားရဲ့ဖြစ်ခြင်းဂုဏ်တော်အားလုံးသူရဲ့ beingness isness ဖယားရဲ့ဖြစ်ခြင်းအားလုံးကိုကျွန်တော်တို့ယုံကြည်သူကသဘောပေါက်နားလည်သိရှိပြီးတော့ဦးစားယုံကြည်ဖို့ဖြစ်ပါတယ်ဖယားရဲ့ဂတိတော်အခုမှပါပါတယ်ယေရှုခရစ်တော်ကိုယ်တိုင်ပြောတဲ့ဂတိတော်ပါလေနိုင်ငံတော်နဲ့ဖြောင်းမချင်းတရားတော်ကိုအရင်ရှာပါပြီးရင်တော့ခင်ဗျားတို့တကယ်ရှာလို့ရှိရင်ထူအရာများအဲ့ပါပစ္စည်းများအရာဆိုတော့ပါလေပစ္စည်းဖြစ်ပါတယ်လူဒီလူချင်းတန်တာတော့ material တွေဖြစ်ပါတယ်ဖယားပေးလိမ့်မယ်တဲ့ထပ်တော့မှမပြောဘူးပေးလိမ့်မယ်ကျွန်တော်တို့ကပစ္စည်းတွေရှာတော့အရာရှာတော့တကယ်ပထမဟာကိုဒုတိယမှာထားလိုက်တဲ့ခါကျတော့တကယ်နစ်နေတော့ဒီဝနစ်နေတော့မေတ္တာရဲ့ဖွင့်ခြင်းမျက်မှောက်တော်၌မရောက်နိုင်ဘူးဖြစ်ပါတယ်ဒီနေ့မှာတကယ်ပဲနိုင်ငံတော်ဖယားရဲ့ထုတ်ခြင်းဖယားနှလုံးသားထဲမှာကျွန်တော်ကင်းဝတ်ခြင်းတရားတော်ဒီအလိုတော်ဒီဖယားဖြစ်ခြင်းကိုအရင်သဘောပေါက်ပြီးတော့သူရဲ့တကူတော်ဒီမပြောင်းလဲတော့မေတ္တာတော်ဒီကျေးဇူးတော်ဒီဂရုဏာတော်ဒီသူရဲ့အရာအလုံးတည်တဲ့အရာဖယားဖြစ်ခြင်းဟာဝစင်အသက်ရှင်သောဖယားဖြစ်ခြင်းနာဝိညာဉ်တော်ဖြစ်ခြင်းဖြောင်းမတ်သောဖယားဖြစ်ခြင်းတရားမြတ်သောဖယားဖြစ်ခြင်းကိုကျွန်တော်ခံယူမယ်ဆိုရင်နှလုံးသားမှာတကယ်ပဲခံယူမယ်ဆိုရင် we are believer not beggar we are no longer believe no beggar ကျွန်တော်ပြောချင်တာကကျွန်တော်တို့တဒေါင်းစားလို့တောင်းဖို့မလိုတော့ပါဘူးတကယ်ပဲသူ့ရဲ့တကူတော်တွေကိုသဘောပေါက်တယ်ဆိုရင်ဖယားရဲ့ဂုဏ်တော်အမှန်ကိုသဘောပေါက်တယ်ဆိုရင်တကယ်ပဲတဒေါင်းစားလို့တောင်းစမလိုတော့ပါဘူးပူစားဖို့ပဲလိုတယ်အာမင်တကယ်ပြောင်းလဲလိမ့်မယ်အသက်တာပူစားပြီးရင်ရော action ပါဖို့လိုမလားပူစားတယ်ဆိုကြတော့ကျွန်တော်ကြိုးစားတော့မယ် action ကတော့လိုက်လာမယ်ကြိုးစားဖို့လိုလာမယ်ဘာတွေလဲသူပြောတဲ့ဟာတွေအခါနဲ့လုံနိုင်တဲ့ဟာတွေလုံသွားမယ်မလုံနိုင်တဲ့ဟာတွေကြတော့တန်ရှင်သောဝိညာဉ်တော်ရဲ့အကူအညီယူပြီးတော့ကျွန်တော်တက်ရှင်သွားမယ်ချက်ချင်းလုံနိုင်မယ့်ဟာတွေကိုချက်ချင်းလုံသွားမယ်ဒါပေမဲ့ဒီလုံနိုင်တဲ့အရာတွေကလည်းကိုယ့်ရဲ့ကြိုးစားမှုမဟုတ်ဘဲနဲ့ပါလေကိုးစားခြင်းကြောင့်ကြိုးစားနိုင်တာဖြစ်တယ်အာမင်ကျွန်တော်တို့ဟာ believer ခေါ်ပါတယ်ယုံကြည်သူများဘာယုံလဲဖခင်ရဲ့တကူတော်ဖခင်ရဲ့အာနာဖခင်ရဲ့မေတ္တာတော်ဖခင်ရဲ့ဂရုဏာတော်ဖခင်ရဲ့ဖြောင့်မတ်ခြင်းအဲ့ဒါတွေယုံတာခရစ်တော်ရဲ့ကယ်တင်ခြင်းဆိုတာမေတ္တာတော်ကနေဆင်းလာတယ်ကျေးဇူးတော်ကနေရတယ်အဲ့ဒါတွေကျွန်တော်ယုံခြင်းဖြစ်ပါတယ်ခရိယန်ရဲ့အနှစ်သာရကအဲ့ဒါပဲကျွန်တော်မလုံနိုင်တဲ့ဟာတွေကိုဖခင်ကလှုပ်ပြီးသွားတော့ကျွန်တော်ကျေးဇူးတင်စွာနဲ့ပူစားဖို့ဖြစ်ပါတယ်ဒုတိယအနေနဲ့တော့နောက်လိုက်တဲ့ခါမှာတတ်နိုင်သမျှကျွန်တော်ကြိုးစားပြီးလုပ်ဖို့ပဲဖြစ်ပါတယ်အရင်ဆုံးပါလေပူစားရမယ်ကြိုးစားပြီးအသက်ရှင်ဖြစ်ပါတယ်အရောက်စီတိုင်းဖခင်ရှင်ကောင်းချီးပေးပါစေကျွန်တော်တို့တခြင်းတပုတ်ဆိုခြင်းတယ်အဲ့ဒါပါလဲဆိုတော့ I am standing on the promises of God တတိမလို့အထုချမ်းနာဖကမွန်ဟီကျွန်တော်ပမာလို့စာရန်ထိုးထားတယ်နော်ကျွန်တော်တို့ music group တွေနဲ့အာရပါရဆိုရအောင်နော်ကျွန်တော်တို့3နာရီခွဲထိဆိုလဲရတယ်နော်ဒီတခြင်းစာသားကိုတကယ်ပဲစဉ်းစားပြီးတော့လေဒီစာသားတွေစဉ်းစားပြီးတော့ဖခင်ရဲ့ခုနပြောတဲ့ဂုဏ်တော်တွေတကူတော်တွေစဉ်းစားပြီးတော့ဖခင်ရဲ့ promise တွေစဉ်းစားပြီးတော့တည်ဆိုရအောင်နှလုံးသွင်းရအောင်နော်ကျွန်တော်ဂတိတော်၌တည်နေခြင်းကျူ
Kuroi gadido mianai tinidi. Kuroi gadido mianai tinidi. Ananda kala palong chimwambami. Oshana pisita di jole. Gadido mianai tinibadi. Gadido mianai tidi. Yong ma chi, Jiao Yuan chi mong dai cha do le. Attention do no kapat pin ong mien mi. Gadido mianai tini bai. Midnight a three of Piantashin Chindo Yauli. Nal Mudo Lucia Quinai. Gadido Min Apian Tibadi. The king payai gadinai tidi. The king payai gadinai tidi. Kita jupim yemen chinong domu. We in the dapim mana shong simi. Gadido midnight tidi. Gadido midnight tini, General Crido Payai Gadido Bale, Puna Pio Bale, Mate Choton Setong, Nangan Donet Pyong Machingu, Shuso Shaba, Yan Shaba, Namatima Taba, Dagadi, Tabi and Bayamle, Toyamia, Kamiano Ludamia Luchin, Yame, Payabi Meda, Lua de Yao, Luchin de Yale, Toyamia, Biba Leme. Gadido midnight tibulu. General Korean ha, Yong Chi to the pit. Yong Yame. Gadido Yong Yame. Promise Gadido the Yong Yame. Bajong Yong Yamle. U Yong Yame Bugu Krito ha. Paya Pinilo. Paya ye. Gongdo Alum Krito Mashide. Amen. Paya ye. The Guru the Krito Ma Alum. Shiva. Puna General Pure Gongdos. The say Joreno, Daddy Alunga Payaye, Prito Paya Paisaya, Young Tailo, Jimian Lo, General Tuya Gridodile, Say Chasone Young Yao, Erama Young G to Pima. My young machino General at the Dong Sa Assembly. Ulu China Besh, Dong Biro, Mayade Kama, one ne, G. Guemeji Jabiro. Lamp, you're the Bahama Maluna,
ကျွန်တော်တို့ဟာယုံကြည်သူတွေဖြစ်ပါတယ် We are Christians are believer not anymore a beggar နောက်တစ်ချိန်တစ်ခေါက်မတ်တက်ထားပြီးတော့ဆိုရအောင်နော်ကိုရောဤဂရိတော်မြတ်၌တည်နေသည်အနန္တကာလပတ်လုံးချီးမွမ်းပါမယ်အာမင်ကိုရောဤဂတိတော်မြတ်၌တည်နေသည်အနန္တကာလပတ်လုံးချီးမွမ်းပါမည် Ocean